117နှစ်ပြည့်မွေးနေ့မှာအချိန်ကိုချဲလန်းခေါ်တာ3ကြော့ပြောတာကို4ကြော့ဆိုရတယ်ဗျာနော်ဟောဒီနေ့မွေးနေ့မှာဘာတွေဆုတောင်းလဲဆိုတော့ကျွန်တော်မြန်မာပြည်ကြီးအမြင်ဆုံးအေးချမ်းသာရပြီးတော့ရဲကိုဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးဖြစ်ပါလိမ့်ဗျာဒီကတော့ဒီနေ့မှာကြားရောက်တဲ့ကျွန်တော်တို့ရဲ့လွတ်လပ်ရေးဖခင်ကြီးဘိုးချုပ်အောင်ဆန်းရဲ့117နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ပေါ့နော်ကျွန်တော်ကိုချဲလန်းခေါ်တာဒီပါကဲကြည့်လိုက်ကြအောင်နော် let's go ကျွန်တော်တိုက်အချက်117ခါထူမှပဲဖြစ်ပါတယ် Okay, let's go. Start one, no? Trên 3 ချိန်ခွဲပြီးတော့ပဲထူရတော့မှတင်တယ်ကျွန်တော်ပထမ45ခါမှပဲဆက်ပြီးတော့မထူနိုင်တော့ဘူးเนาะအခုပြန်ပြီးတော့နောက်ကြော့စားပါပြီအေးဘယ်နဲ့ချိန်လိုက်တော့ခဏ45ခါထူလာတယ်开里边，这边洗了，你看，这是哪？瞧，看那谁？那这里，那这枪炮，哦，够厉害了，那这枪炮，你让，给，可能是那嘛，俺好呗。ခဏဆက်6ခါပေါ့နော်ကျွန်တော်အချိန်80ထူမဲ့ဆိုတော့မရတော့ဘူးအချိန်80ခဏဆက်6ရဲ့ဒီမှာ100ပြေးဖို့ဆိုရင်24ဟိုမှာ17ဆိုတော့35ကျော်35ချိန်ကျန်သေးတယ်ပေါ့နော်အဲ့တော့တတိယပိုင်း Oh my god မောရဲဗျာဘယ်တော့မှမထူဘူးလို့လားမသိဘူးကျန်နေတဲ့35ခါကိုတကြော့ထဲနဲ့ပဲနိုင်ပါလားဒါမှမဟုတ်ရင်နှစ်ကြော့ပြန်လောက်ရမလားတော့မသိဘူးကြတာရောရှင်ကြိုက်ခဲ့နေပေါ့နော်ဘယ်လိုဆက်မလဲ let's go စိုက်ပါနော်mấy cái ăn cắt chứ anh nhận cũng là vậy này rồi nào không có chơi đi mà không được không nhau nó sẽ được hết việc không bây giờ rồiအဲ့တော့ကြသားရဲ့အရင်နာနေပြီဒီမဲ့လာအောင်နေဗျာ20ဆိုတာထပ်ပြီးတော့15ခေါက်ကျန်နေပြီထပ်ပြီးတော့15ခေါက်တော့ကျန်နေဗျာပုံမှန်ဖြစ်ကျွန်တော်တော့တိုက်ထူလီမရှိဗျာကျန်တဲ့ exercise အားလုံးလုပ်ပြီးမှာပေါ့နော်တိုက်ရကျတော့အချက်10ချက်အချက်20လောက်ပဲထူဖြစ်တယ်ထူနိုင်တယ်ပေါ့နော်တခြား exercise လုပ်တဲ့ဆိုရင်ကိုကအားဒီကျတော့အမှပါသွားတယ်ပေါ့နော်အဲ့ဆိုတော့20ခါလောက်ပဲထူဘူးရဗျာဒီနေ့ကျတော့ဘာ exercise မှမလုပ်ပဲနဲ့တန်ပြီးတော့တိုက်လာထူတာပထမတစ်ချိန်တော့45ခါတော့နိုင်လိုက်သေးတယ်ပေါ့နော်အခုကကျတော့နားနေပြီချက်သားရကုန်နာနေပြီ။ရေမဲ့လည်းဒီမှာလည်းအောက်နေပြီ။ကျွန်တော်မနေ့ကတရက်လုံးကြိုက်ခဲတော့မှထင်တယ်။ကဲကျွန်တော်ထပ်ပြီးတော့ခါတော့ကျန်ပါ15ခေါက်ကျန်တယ်ပေါ့နော်။ထပ်ပြီးတော့စိုးမှပဲဖြစ်ပါတယ်။ Let's go. Woo! အိုးကြည့်သွားပြီပေါ့နော်ဒီနေ့ကျွန်တော်ဘိုးကျော်အောင်ဆန်းနေပေါ့နော်117နှစ်ပြည့်မွေးနေ့မှာအချိန်ကိုချဲလန်းခေါ်တာ3ကြော့ပြောတာကို4ကြော့ဆိုရတယ်ကြာနော်ဟောဒီနေ့မွေးနေ့မှာဘာတွေဆုတောင်းလဲဆိုတော့ကျွန်တော်မြန်မာပြည်ကြီးအမြင်ဆုံးအေးချမ်းသာရပြီးတော့ရဲကိုဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးဖြစ်ပါလိမ့်ဗျာကဲကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုလည်းထူပဲရင်ထဲကနေကျေးဇူးတင်ပါတယ်ချစ်တဲ့ဆိုရင်တယ်လီတော့ပေးခဲ့ပါအောင်ဗျ Thank you for watching.